ဒီနေ့တော့မီနီဆိုတာမှာနှင်းမုန်တိုင်းကြပါတယ်ဟိုနေ့ကကြပြီမဲ့အခုတော့တပြင်းလုံးဖြူဖွေးသွားအောင်မကြောက်နည်းနည်းလေးပဲကြပြီးရှက်သွားအခုဒီမှာညတကောင်ကြော်နေပြီမဲ့အဲ့နှင်းနေကြတာကိုရိုက်ချင်လို့အပြင်အေးခံပြီးထွက်လာပါတယ်မြင်နေရတဲ့အဲ့ဒီအခန်းလေးကတော့ကျမရဲ့အခန်းလေးပါရှိုးရိုးနှင်းကြတာမဟုတ်ပဲမုန်တိုင်းဆိုတော့လေးတန်းနေပါပါတယ်အပြင်မှာတော်တော်လေးအေးတယ်အပြင်ထွက်ပြီးတော့လမ်းမလျှောက်တာကြပြီဆိုတော့လမ်းလေးပါလေးလျှောက်ပြီးတော့တပုံလေးပါလေးလျှောက်ရိုက်မယ်စဉ်းစားတာပြင်မှာတော်တော်အေးနေတဲ့ခါကျတော့တိတ်ကြမနေနိုင်ဘူးပေါ့နော်လက်တွေကထုံလာပြီးတော့အဲ့နှင်းဘက်တွေကကြာတော့မျက်စိတွေဝင်တော့တိတ်ပြီးတော့အပြင်မှာနှီးလို့မကောင်းအဲ့တော့ခဏပဲဗီဒီယိုရိုက်ပြီးတော့တပုံလေးနည်းနည်းပါးပါးရိုက်ပြီးအိမ်ထဲကိုပြေးဝင်လာတယ်ပေါ့နော်